ကိုအသက်ရှင်ပြန်ပြီးတော်တော့နားခွင့်ပေးပါဦးကလေး30ယောက်နဲ့ဘလို့အသက်ဆက်ရှင်ကြမလဲလွန်ခဲ့တဲ့16နှစ်ကအဲ့ဒီမတော်တဆမှုတာမဖြစ်ခဲ့ရင်သူမကချမ်းမီသားစုတွေကိုလက်ထပ်ဝင်လာမှာမဟုတ်ဘူးမြင့်မြင့်သူတို့ကိုကယ်ကြမကြောက်နဲ့အဝတ်အရင်ဝတ်လိုက်ဂုံတိတ်ခါကိုအလွန်တန်ဖိုးထားတဲ့အဲ့ဒီခေတ်မှာအသက်ကယ်ပေးခဲ့တဲ့ကျေးဇူးတစ်ခုကလူ2ယောက်ကိုမိသားစုတစုအဖြစ်ချီနှောင်ပေးခဲ့တယ်အရင်ဘဝမှာတော့ကလေးတွေကိုတယောက်တည်းပြုစုပြောထောင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အထီးကျန်ဆုံးလူဖြစ်သွားခဲ့တယ်အရင်တုန်းကကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဒါပေမဲ့ဒီတစ်ခေါက်တော့မင်းတို့ကိုဗိုက်စာအောင်ကြောက်ရွံ့အောင်မထားတော့ဘူးချန်မင်းကပြောတယ်ငါတို့ရဲ့ကတိကိုအကောင့်ထဲပေါ်ရမယ်အရင်ဘဝတုန်းကလည်းသူဒီလိုပဲပြောပြီးဒီမိသားစုကိုစွန့်ခွာသွားခဲ့တယ်ဒီမိသားစုအတွက်ငါတာဝန်ယူမယ်ချန်မင်းကပြောတယ်ဘာလို့အမြဲဒီလိုဖြစ်နေရတာလဲမင်းကကလေးမွေးပြီးတာမကြသေးဘူးအရင်ဆုံးကိုဂယုစိုက်ပါနေလို့ကောင်းလာမှကျန်တာတွေပြောကြတာပေါ့ဒီလိုနဲ့ပဲသူတို့ကငငယ်လေးကလေးကရှင်းတန်လာခဲ့ကြတာပဲအမေလဲတောက်လိုက်ပါအောင်အဲ့ဒါမှညီလေးကိုပြုစုဖို့အားရှိမှတာဖုံးဗီရိုတွေကတကြားညိုကိုတွားယူပြီးညီမလေးတွေအတွက်ဖြော်ပေးလိုက်ဒီတကြားညိုကိုနှစ်တစ်ကူအတွက်တင်ထားတာမဟုတ်ဘူးလားဒီနေ့ကစပြီးနှစ်တစ်ကူလို့သဘောထားလိုက်လျံပင်းပင်းကပြောတယ်အရင်ကဘလို့ဖြတ်တန်းခဲ့ပါစေဒီနေ့ကစပြီးကလေးတွေကိုဘိုက်မစားအောင်ငါနီးလန့်ရှာမယ်အစားအစာရှာပြီးပြန်လာခဲ့မယ်ဒီတောင်ကအရန်စင်းရဲလွန်းလို့ထင်းတောင်ရှာရခတ်တယ်အရင်ဘဝမှာငါဘလို့များအသက်ရှင်ခဲ့ပါလိမ့်ဖိုင်ရိုက်တန်ရွှေကြောက်ပဲဒီကြောက်ကိုတရားဝင်ဝယ်ယူတဲ့နေရာမှာစပားနဲ့လဲလို့ရတယ်ဒါကရွှေမဟုတ်ဘူးဖေရိပဲတာမန်တတုကြောက်ဖြစ်ပေမဲ့အရေးသွေးကောင်းရင်အလှဆင်ပစ္စည်းအဖြစ်သုံးနိုင်ပြီးတရားဝင်ရောင်းဝယ်လို့လည်းရတယ်တခြားလူတွေမသိပေမဲ့ငါတော့သိတယ်အခုချိန်မှာအိမ်ကမိန်းမနဲ့ကလေးတွေကိုကယ်ဖို့အရင်ဆုံးစားစရာလဲယူရမယ်ငါတောင်အောက်ဆင်းပြီးစပားသွားလဲမယ်ဟေးဘယ်သွားမလို့လဲချန်မင်းကပြောတယ်ငါစပားယူလာခဲ့ပြီးအရင်ကပြောထားတဲ့ကိစ္စကိုရှင်းတင်တယ်မဟုတ်လားတာဖုန်းကငယ်သေးတယ်အဲ့ဒီလိုမတင်တော်တဲ့စကားတွေမပြောနဲ့စပားကိုငါကိုယ်တိုင်ရှာမယ်ကလေးတွေရဲ့အနာဂတ်ကိုအပေးယူမလုပ်နိုင်ဘူးအဖေကျွန်တော်ရှိနေတဲ့၍အိမ်ကကလေးတွေဘယ်တော့မှမစင်းရဲစေရဘူးဖေစပားမရှိတော့ဘူးကျမလျှော့စားလို့ရတယ်အယူမလေးသမီးကအဖေရဲ့အချစ်ဆုံးသမီးလေးပဲဒါကစပားလဲဖို့ယူလာတာလားကြည့်ရအောင်တန်မိုးရှိမဲ့ပုံပဲမထင်မှတ်နဲ့ဒါရွှေမဟုတ်ဘူးဖေရိတ်ပဲတရားဝင်ဝယ်ယူရေးဌာနမှာဈေးမေးပြီးစပားနဲ့လဲမလို့အဲ့ဒီလောက်ဝေးသွားစရာမလိုဘူးဒီစံတအိတ်နဲ့ဒီကြောက်တအိတ်လဲမယ်ဒါပေမဲ့ဒီကြောက်ကတန်မိုးကြီးချင်မှကြီးမှာနော်နောက်မှလိန်ခံရတယ်လို့မပြောနဲ့စိတ်မပူနဲ့ဒီအလဲကိုငါလက်ခံတယ်နောက်ပြန်မဆုတ်ဘူးအိမ်ပြန်ပြီးထမင်းချက်ကြစို့ဒီနေ့တော့ဝတ်အောင်စားကြမယ်အဖေဒါကိုတကယ်စားလို့ရလားကျွန်တော်အရန်ပိုက်စာနေပြီဒီနေ့တော့ဆန်ကိုဝါတလောက်စားလို့ရတယ်တစ်ခေါက်ရခဲ့ရင်နောက်တစ်ခေါက်လည်းရနိုင်တယ်မင်းတို့အရင်ချက်ထားလိုက်ငါတောင်ပေါ်သွားပြီးထမင်းနဲ့တွဲစားဖို့အသားတစ်ခုခုရှာလာမယ်ဟာအမေနဲ့အဖေကဒီနေ့ဝတ်တလောက်စားလို့ရတယ်လို့ပြောတယ်ကြီးကန်းတွေဝဲနေတဲ့နေရာဆိုရင်တစ်ခုခုဖြစ်နေနိုင်တယ်အိမ်ကကလေးတွေကအစာကောင်းကောင်းစောင့်နေကြတယ်အခွင့်အရေးရောက်လာပြီဒါပေမဲ့အလောတကြီးမလုပ်ရဘူး6လပြီဒါပေမဲ့အလောတကြီးမလုပ်ရဘူး6လလိုက်ရုံနဲ့ရပြီညမောင်လာပြီအိမ်ကိုအမြန်ပြန်ရမယ်ကလေးတွေကိုအသားယူလာမယ်လို့ငါကတိပေးထားတယ်မိရောက်မြင်ရပြီအိမ်ရောက်တော့မယ်အဖေလားဟုတ်တယ်အဖေပြန်လာပြီးမကြောက်နဲ့အဖေစားစရာတွေယူလာတယ်ဒီနေ့တော့အသားစားရတော့မယ်အမေအဖေပြန်လာပြီးအသားတွေအများကြီးယူလာတယ်ဖြည်းဖြည်းစားနော်ကြက်အောင်စောင့်ပြီးမှစားပစက်မလောင်စေနဲ့အင်းအရန်ရတာရှိတယ်ဒါတွေကမင်းတို့အဖေအရန်စူးစမ်းပြီးရှာလာတာကြီးလာရင်အဖေရဲ့ကျေးဇူးကိုမမေ့ကြနဲ့ရှေ့ဆက်ရမယ့်လမ်းကမသေးချာသေးဘူးကလေး30ယောက်ကိုပြုစုပြောထောင်ရတာစိန်ခေါ်မှုတွေအများကြီးနဲ့ပြည့်နေတယ်အခုလိုအပ်နေတာကစားစရာတင်မကဘူးစားထင်းအဝတ်ထဲအားလုံးလိုတယ်အရာအားလုံးကိုပြင်ဆင်ရမယ်မင်းတို့အိမ်မှာပဲနေကြအဖေပတ်စံရှာပြီးပြန်လာမယ်အဖေဒီထဲမှာအသား6ခင်ရှိတယ်လမ်းမှာစားတော့တမီးလေးကအဖေကိုအချစ်ဆုံးပဲအဖေသွားပြီးဒါကဘာလဲတောင်ပေါ်မှာကောက်ရလာတာပါအိမ်မှာထားရင်ကန်ကောင်းတယ်လို့ပြောကြလို့ဘယ်မှာကောက်ရတာလဲဒါကရွှေတုံးကြီးပဲလူငယ်လေးငါစစ်ဆေးပေးမယ်အခုရွှေဈေးကတဂရမ်ကို10ချီတန်တယ်ဒီတုံးကအနည်းဆုံးတောင်းချီတန်တယ်တကယ်လားသူ့စကားမယုံနဲ့ငါတော့100ယွမ်ပေးမယ်ဟာညီလေးငါနဲ့လိုက်ခဲ့ငွေယူပေးမယ်မင်းကိုမလှည့်စားဘူးသူ့ကိုမယုံနဲ့ငါစီမှာငွေသားအစင်သစ်ရှိတယ်ကိုချမ်းမင်းကတကယ်လူငယ်ပေမဲ့အနာဂတ်ကောင်းတဲ့သူပဲဘယ်ရွာကလဲကျွန်တော်ရွာကဟိုတောင်ဘက်မှာပါရွာဝင်ဝမှာကြောက်တုံးကြီးတစ်လုံးရှိလို့အလွယ်တကူရှာတွေ့နိုင်ပါတယ်ကျေးဇူးပဲညီလေးနောက်တစ်ခါဒီလိုရနာထက်ရရင်ငါစီဈေးတက်တာနဲ့ရောင်းတော့ဒီငွေနဲ့အသားဝယ်ဟိုငွေနဲ့ဆန်ဝဲမဖြစ်ရင်တော့အရင်ဆုံးကျွမ်းကျင်သူနဲ့စစ်ဆေးခိုင်းလိုက်ချမ်းသာဖို့နီလန်းကတမျိုးတည်းမဟုတ်ဘူးမြေကိုကောင်းကောင်းအသုံးချရင်လည်းအောင်မြင်နိုင်တယ်အိမ်မှာစားစရာလည်းမကြမ်းတော့ဘူးရေလဲကုန်ခါနီးပြီးဒီနီးကိုပဲစမ်းကြည့်ရတော့မယ်အနေနဲ့နည်းနည်းရှိပေမဲ့ဒါကတခုတည်းသောနီလန်းပဲမိသားစုရဲ့စားတောက်မှုနဲ့တိရစ္ဆာန်အညစ်အကြေးတွေကနေထွက်လာတဲ့ဇီဝတန်းငွေကိုသုံးရင်ကိုယ့်ဘာသာလုံလောက်စွာနေနိုင်မယ်လို့ငါယုံနေ
ချန်မင်းကဒေါသတကြီးပြောတယ်ဒီအမိုက်တွေနဲ့ဆန်လင်ယူဖို့လာတာလားရှောင်ရှုမင်းရဲ့ရောက်ခမကိုတွေးမိသေးလားဘသူကငါရောက်ခမလဲအရှက်မရှိတဲ့ကောင်ရောက်ခမကြီးစိတ်မဆိုးပါနဲ့ကိုကျမ်းမာရေးကိုဂရုစိုက်ပါသမီးမင်းယောက်ျားကိုလက်ဖက်ရည်တစ်ခွက်သွားထည့်ပေးလိုက်ထွက်သွားလူယုံမှာချန်မင်းကပြောတယ်ဒီနေ့သူ့ခြေတော့မချိုးရင်ငါယောက်ျားမဟုတ်ဘူးငါမိသားစုကိုအနိုင်ကျင့်တဲ့သူတိုင်းဒီလိုပဲအဆုံးသတ်ရမယ်တောင်းပန်ပါတယ်နောက်တစ်ခါဒီလိုမလုပ်တော့ပါဘူးအဖေကအဝေးသွားရမှာဆိုတော့သမီးအဝတ်အသေးဝတ်လို့ရပြီလားရတာပေါ့အသက်ကြီးနေပြီးအဖြူရောင်ဝတ်စုံကြီးဝတ်ထားတာဘာလုပ်တာလဲငါ့ကိုစိတ်တူအောင်လုပ်နေတာလားမနှက်ဖြန်ရွာလူကြီးစီသွားပြီးတောင်ကိုငှားမယ်ပတ်စံတော့တိတ်မကြံတော့ဘူးဒါပေမဲ့စိတ်မပူနဲ့အခြေအနေတွေတဖြည်းဖြည်းကောင်းလာလိမ့်မယ်အမတ်ကြီးအသားနှံ့ကမှုှိလိုက်တာဟာဒီအယူလေးလားအားလုံးဝဝလင်လင်စားကြရအောင်ဒီတောင်ကိုဖွံ့ဖြိုးအောင်လုပ်ပြီးအင်ကြီးတစ်လုံးစောက်မယ်ချန်မင်းအခုတတိတက်လာပြီပေါ့လူတော်ရိုက်ရဲနေပြီလားကြားတာတော့တားရထားတယ်ဆိုအခုတော့ရင်ကော့ပြီးလမ်းလျှောက်နေပြီထင်တယ်ဟာအဲ့ဒီသားကသူ့သားလားမင်းသားလားဟဲ့ချန်မင်းတားရပြီးတော့နုပြိုသွားတယ်လို့ပဲဖနက်အစ်စ်တောင်ဝယ်စီးနိုင်နေပြီငါတို့ဆိုတစ်နှစ်လုံးဖနက်အစ်စ်တောင်မဝယ်နိုင်ဘူးမင်္ဂလာနံနက်ခင်းမှာဦးလေးချောက်ထမင်းစားပြီးပြီလားမုတ်လေးစားပါအောင်မစားရသေးဘူးမင်းကငါ့ကိုတရော်ဖို့တောင်ဒီလောက်ထိပြင်ဆင်ထားတာလားအဖွားကိုတောင်ပြန်ခေါ်လာရဲတဲ့ကျွန်တော်အသားစားခြင်းတယ်အေးမငိုနဲ့စားပါဒေါ်လူထမင်းစားပြီးပြီလားရေနည်းနည်းရှိသေးလားသွားမင်းအကိုကိုရေတပကံခတ်ပေးလိုက်အမလေးဦးလေးအိမ်မှာတောင်ရေနွေးမရှိဘူးလားဦးလေးရွာမှာမြေခွဲဝေပေးပြီးပြီလို့ကြားတယ်ဘာလို့ကျွန်တော်မိသားစုမရတာလဲငါလည်းပေးချင်ပါတယ်ဒါပေမဲ့မင်းတို့ကမူဝါဒထက်ပုံမွေးထားတဲ့မိသားစုဆိုတော့ငါလည်းမတက်နိုင်ဘူးဦးလေးလီဦးကျွန်တော်ကကလေးပုံမွေးထားတဲ့မိသားစုဆိုပေမဲ့ဘာမှမလုပ်ထားဘူးဘာလို့ကျွန်တော်အခွင့်အရေးကိုဖျက်သိမ်းရတာလဲဒါဆိုမျိုးနယ်ကိုတွားမေးလေဦးလေးကကျွန်တော်ဦးလေးပဲအဲ့ဒီလောက်ဝေးတဲ့မျိုးနယ်ကိုတွားမေးတာထက်ဦးလေးကိုပဲအရင်ပြောချင်တာပါကျွန်တော်သိပါတယ်ရွာထဲကမြေအားလုံးခွဲဝေပြီးသွားပြီးမြေကောင်းမလို့ချင်ပါဘူးကျွန်တော်မိသားစုရဲ့တောင်လေးကိုပဲပြန်ပေးပါဒါဆိုစိုက်ပြိုးလိုက်တော့မင်းအတိအကျဘာလို့ချင်တာလဲတေချာပေါက်စာကျုံးနဲ့စာရွက်စာတမ်းလိုချင်တယ်ရွာသားတွေအတိုင်းစီးမြင့်နဲ့လောက်ရမှာပေါ့တောင်ပေါ်မြေကမြေစီလွာမကောင်းဘူးဧရိယာလည်းသေးတယ်ဒါကြောင့်မြေကိုနည်းနည်းပို့ပေးရမယ်ကြံတဲ့မြေကိုတော့တမှုလျင်9ယွန်နဲ့ငှားမယ်ကျွန်တော်တောင်တတောင်လုံးကိုတမှု9ယွန်နဲ့ငှားခြင်းနဲ့ပတ်စံအားလုံးအခုချက်ချင်းပေးနိုင်လို့လားပတ်စံကိုဝင်ငွေရပြီးမှပေးမယ်ဘာအတိတ်ပဲလဲချန်မင်းကပြောတယ်မင်းလုံနေတာဥပဒေချိုးဖောက်တာဆိုတာသိရလားကျွန်တော်ကနိုင်ငံတော်မူဝါဒအတိုင်းလုပ်နေတာပါဘယ်ဥပဒေကိုချိုးဖောက်မိလို့လဲမပေးဘူးလို့မဟုတ်ပါဘူးတီးနှံထွက်ပြီးရောင်းလို့ရတဲ့အချိန်ကြာမှပေးမှာပါမယုံရင်စာချုပ်ရေးပေးမယ်ချန်မင်းကပြောတယ်ပတ်စံမရှိရင်ဒီစာချုပ်ကိုမယူလာနဲ့